မိုးကြကာလမှုရန်ကုန်မြို့လေတို့ကဆူဆွတ်ထားမှန်းနေသည်အသက်28နှစ်အရွယ်နင်းသူဝေသည်သူမရဲ့အဖေဟွန်နာဖစ်လေးကိုကုမ္ပဏီဝင်ထဲတက်ရက်စွာထိုးရလိုက်သည်သူမသည်အမြဲတမ်းစမှတ်ချနေသူယနေ့လည်းထူခွန်စက္ကန့်200နဲ့အပြာရောင်ရှိန်ကြီးလက်ရှိကိုတက်ရက်စွာဝတ်ဆင်ထားပြီးစပင်ကိုခံမြင်စီနောင်ထားသည်အမနဲ့မင်္ဂလာပါရှင် Morning ရုံးခန်းနဲ့အဝေးဝန်ထမ်းလေးတွေရဲ့နှုတ်ဆက်မှုကိုခေါင်းညရုံသားတုံ့ပြန်ပြီးသူမ၏တီးတန့်ခန်းထဲသို့ဝင်ခဲ့သည်သူမသည် Marketing Manager တဦးဖြစ်သလိုအလုပ်ပေါ်တွင်အလွန်မင်းစည်းကမ်းကြည့်သူလည်းဖြစ်သည်သို့သောထိုတည်ငြိမ်မှုတွေသည်တိတ်မကြလိုက်သောဖုန်တန်တစ်ခုကြောင့်လှုပ်ခတ်သွားသည်မမနဲ့ကျွန်တော်ရုံးရှိရောက်နေတယ်ဗျမမလာကြိုးတာဖုန်းထဲကထွက်ပေါ်လာတဲ့အတန်ရှင်ကတော့မေသူခင်နင်းသူရဲ့မိဘချင်းရင်းနေတဲ့မိတ်ဆွေရဲ့သမီးအဲကလေးကနင်းသူရဲ့နောက်ကိုတစ်ခါကောက်လိုက်ခဲ့တဲ့ကလေးမလေးမေသူခင်အခုမနေ့9 နာရီပဲရှိတယ်မင်းအလုံးမသွားဘူးလားသွားမှာပေါ့မမရဲ့ဒါမဲ့မမကိုတွေ့ချင်လို့ခဏဝင်လာတာစဉ်းလာခဲ့ပါဦးမမရဲ့နော်လို့နင်းသူရဲ့တပ်ပင်ချလိုက်မိသည်သူမထက်တော်နေငယ်တော်လေမေသူခင်သည်သူမအတွက်တော့အမြဲတမ်းပြဿနာရှာတတ်သည့်ညီမလေးတဦးသာခြံဝင်းထဲတွင်အရက်6ပေကျော်ကျော်နှင့်အားကစားသမားတဦးကဲ့သို့ထွားထိုင်စမကြသောကောင်မလေးတစ်ယောက်ဆိုင်ကယ်အကြီးစား Big Barbie တွင်မတ်တရနေသည်တီရှပ်အဖြူရောနှင့်ချင်းမောင်မီကိုဝတ်ဆင်ထားသောမေသူခင်သည်ဘေးကဖြတ်သွားသောမိန်းကလေးများငေးကြည့်ခြင်းကိုခံရတော်လဲသူမ၏မျက်လုံးများကတော့နင်းသူတွေကိုသာစိုက်ကြည့်နေသည်မေသူခင်မင်းဘာလာလောက်တာလဲလွမ်းလို့လေဗျာမမကလည်းမျက်နှာကြီးကတီးလိုက်တာသူခင်ကဖြောဖြောဆူဆူနဲ့နင်းသူ၏နာတို့ထူကပ်လာသည်သူမ၏ရက်ကနင်းသူ၏ထက်တည်တည်သာသာမြင်သဖြင့်နင်းသူ၏မှာမွန်ကြည့်ရသည်ပြီးတော့ဒါမှတက်သူခင်ကအနီအောင်နေစီတဝင်းကိုသူမရှိထိုးပေးလိုက်သည်နင်းသူ၏ဖေးပီကိုဝဲကြည့်လိုက်တော့ဝင်းနဲ့တချို့ကပြုံးဆူဆူနဲ့ကြည့်နေသည်ဖြင့်မျက်နှာပူရသည်ယူလိုက်ပါမမယူရင်တော့ကျွန်တော်ဒီမှာပဲអော်ပြီးတော့ဖြီးတောင်းမှာနော်မေသူခင်နင်းသူရဲ့အတန်နှင်းပြီးဟောက်လိုက်တော့လေသူခင်ကတော့သွားလိပြေကရေးနေသည်နောက်ဆုံးတော့နင်းသူရဲ့ထိုးပန်းပွဲကိုဆွဲယူလိုက်ရတော့သည်ကြားပြီမလားကြားရင်သွားတော့လုံလောက်ကြမယ်ဟုတ်ကဲ့ပါမခင်ဗျာညနေကျရင်လည်းလာကြည့်မနော်မပြန်ချင်တော့စင်ကယ်တော့မှထည့်ခေါ်သွားမှာအခုတော့မချစ်သေးဘူးဆိုတော့လေကားနောက်ကပဲလိုက်ခဲ့တော့မယ်သူခင်ကမျက်စိတစ်ဖက်မိတ်ပြပြီးဆိုင်ငယ်ပေါ်ခွာတက်ကဟောထွက်သွားသည်နင်းသူဝေသည်လက်ထက်ကနေစီပွင့်ကိုချင်းရင်ထဲမှာတမီကြီးဖြစ်ခြင်းကလေးစားလိုက်တာဒါပေမဲ့ဒီကလေးဘယ်ချိန်ထိဒီလိုလိုက်နေအောင်မှလည်းမသိနင်းသူဝေသည်ခေါင်းဝင်ခိုင်းရုံးခန်းထဲသို့ပြောင်းဝင်ခဲ့သည်သူမမသိလိုက်တာကတော့မေသူခင်ရဲ့ချစ်စစ်စစ်မှုတွေကအခုမှစတင်ရောက်လာရှိနေသည်ဆိုတော့